ပါတယ်ဒီနားမှာတွေကတော့ကျွန်တော်တို့အမှန်အရှိကတော့တွားပွားကနေပဲကျွန်တော်ကကြိုးစားရင်းနဲ့မိမိရဲ့ဘဝတက်တဲ့ခုကိုကျွန်တော်ရယူလို့ရတယ်အောင်လို့ဆိုတဲ့အင်းဆိုတာဖြစ်ပါတယ်ဒီမှာဒီကနေ့ကျွန်တော်ကြည့်မယ်ဆိုရင်အမှန်လက်သက်တရားအနေနဲ့ကကျွန်တော်ဒီလိုမျိုးနေရာမှာရောက်ကအရင်ကမှကျွန်တော်ခက်ခဲပါတယ်ဘာလို့ခက်ခဲလဲဆိုတော့မှန်ကန်တဲ့နေရာကိုမရောက်ရင်ကျွန်တော်ခက်ခဲတာဖြစ်ပါတယ်သို့တော့မှန်ကန်တဲ့နေရာကိုကျွန်တော်သွားတဲ့ဆိုရင်နိုင်ငံတကာအကြီးကနေကျွန်တော်ကကောင်းလို့ရပြီးတော့မှအောင်မြင်တဲ့လူကြီးအများကြီးကိုကျွန်တော်ကဖန်တီးပေါ်ထားနေတာဖြစ်ပါတယ်ဒါကြောင့်ခုဒီဗီဒီယိုလေးကိုရှင်းနေရတဲ့သူကသူများနေကဘယ်နေရာကိုပဲရအောင်ဘာလို့ကိုပဲလောင်းနေတော့လဲကိုရဲ့လောင်းတဲ့တွေးပြီးတော့မှကိုရဲ့ဘဝတူတဲ့နဲ့မဲခွင့်ရတယ်နောက်ရဲ့အနာဂတ်ခိုင်မှာပေါ့ဒီနေ့ညီကောင်မှရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးအောက်ကနေဒေတာအသီးသီးကနေဆက်လို့ရပါတယ်အခုကတော့ကျွန်တော်တို့ခဏနေကြရင်ဓာတုစုံတဲ့နဲ့ကိုရဲ့အောင်မြင်မှုတွေကိုစင်မြင့်ပေါ်မှာကိုရဲ့နာမည်နဲ့ထည့်တဲ့နဲ့အခုရရှိတော့မှဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုမိုက်စလို့တက်ကြအောင်ဖြစ်ပါတယ်အားလုံးကိုလေးကျွန်တော်